ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါယခုလူငယ်လေးတွေဂျုံတွေ့နေတဲ့ပြဿနာလေးတစ်ခုကိုကျွန်တော်ပြောချင်ပါတယ်ဆိုတာကအပေါင်းအသင်းကြောင့်ပျက်စီးသွားတာလားမိမိကြောင့်ပျက်စီးသွားတာလားဆိုတာလေးပေါ့ဒါလေးကိုဗီဒီယိုလေးကိုဆုံးအောင်ကြည့်နားထောင်ပေးပါမိမိအပေါင်းအသင်းကဆေးလိပ်ပီယာအရက်ကွန်းရာစားတိုင်းမိမိလိုက်မစားပါနဲ့လိုက်မတော့ပါနဲ့ဒါဆိုရင်အပေါင်းအသင်းကြောင့်ပျက်စီးသွားတာမဖြစ်ပါဘူးမိမိအပေါင်းအသင်းကမူရစေးသုံးတိုင်းမိမိကိုယ်တိုင်ကမူရစေးကိုလိုက်ပြီးတော့အစားမသုံးပါနဲ့ဒါဆိုရင်မိမိကအပေါင်းအသင်းကြောင့်ပျက်စီးသွားတာမျိုးမဖြစ်တော့ပါဘူးကျွန်တော်ကိုမေးမလားမေးလို့ရတယ်အရင်မတော့ဘူးဆေးလေးမတော့ဘူးဘုန်းရမစားဘူးမိမမရှုပ်ပေဘူးမူရစေဝါပါဆိုပါမမသိဘူးဘာကြောင့်လဲမိမိအပေါင်းအသင်းကဆေးလေးတော့တိုင်းကျွန်တော်လိုက်မတော့ဘူးမိမိအပေါင်းအသင်းကကွန်းရစားတိုင်းကျွန်တော်လိုက်မစားဘူးမိမိအပေါင်းအသင်းကအရက်တော့တိုင်းကျွန်တော်လိုက်မတော့ပါဘူးဘာကြောင့်လဲမကောင်းမှန်းသိလို့မိမိကိုယ်တိုင်ကရှောင်ရှားနေလို့ပါပဲ